အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဘက်မှာတော့ခရမ်းသီးအသေးလေးကိုနှက်စားမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ခရမ်းသီးနှက်တဲ့နေရာမှာတော့ကျွန်တော်ကငဖယ်ငဆုပ်လေးစားခြင်းလို့ပေါ့နော်အဲ့ဒါလေးကိုပါထည့်ပြီးတော့နှက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စပြီးတော့အရင်ဆုံးစီတက်မယ်ပေါ့နော်စီပူလာပြီဆိုတာနဲ့ကျွန်တော်ကဒါပေါ့နော်ဒါကတော့ခုနကကျွန်တော်ဟီးထားတဲ့ကျက်တုံဖြူနဲ့ကျက်တုံညီကိုကျွန်တော်ထည့်လိုက်မယ်ကျက်တုံဖြူကျက်တုံညီထည့်ထားတဲ့အချိန်မှာကျွန်တော်ကစနေမှုတ်လေးနဲ့ထည့်သုံးမယ်ကျွန်တော်ခုစီတက်ထားတာနည်းနည်းလေးဟိုပျော်လာပြီပေါ့နော်ကျက်တုံကမွေးလာပြီဆိုရင်ကျွန်တော်ဒါကတော့အစိမ်းမုတ်လေးတစ်စုံထည့်လိုက်မယ်စီတက်တဲ့အထက်မှာပေါ့နော်ဟိုပစုံငပိလေးနည်းနည်းလေးထည့်သုံးမယ်ခင်းသီးနှက်တယ်မှာနော်နည်းနည်းလေးအနံ့လေးလေးရောအောင်လို့လေပစုံငပိလေးနည်းနည်းထည့်သုံးမယ်နော်ဒီလောက်ပဲနည်းလေးပို့ပြီးတော့ထုံးမွေးလေးနဲ့လေးလေးလေးပေါ့နော်ပစုံငပိထည့်ကြော်ထားတဲ့အချိန်မှာပဲကျွန်တော်ဒီမှာစီတက်တဲ့အချိန်မှာပဲရုပ်ဒီစိမ်းလေးကိုထည့်လိုက်မယ်နော်ရုပ်ဒီစိမ်းနည်းနည်းပေါ့နော်ကျွန်တော်တောက်လိုက်ပဲတောင်းလိုက်တော့လေဟိုဖြစ်တော့မှကြောက်လို့လေခွဲလိုက်ရင်အရင်ဆက်တော့မှကြောက်တော့သူဆိုရင်စီတက်ထားတာတော့ကမွေးနေပြီဆိုတော့ကျွန်တော်ဒီမှာဒါကတော့ခင်းကြီးပေါ့နော်အနံ့သေးထဲမှာအရင်တေးသေးလေးတွေအရင်စားကောင်းတယ်ဒါလေးတွေအရင်နူးလဲလွယ်တယ်ကွာတလားဒီတော့ကျွန်တော်ဒါလည်းထည့်နှက်လိုက်မယ်ကျွန်တော်ဒါကတော့ကျင်းပြီးထည့်ပြီးမှကျွန်တော်ဒါကတော့ဟိုပါပေါ့နော်ငဖယ်ငဆုပ်ပေါ့နော်အဲ့ဒါမှအလုံးလေးကိုပြန်ကြော်ထားတာနော်အဲ့ဒါဆိုတော့အလုံးလေးကြော်ထားတဲ့ဟာလေးကိုကျွန်တော်ထည့်လိုက်ပါဝေးနေအောင်ဒီမှာနည်းနည်းလေးပဲထည့်အုပ်ထားလိုက်ဟုတ်တယ်ကျွန်တော်ကတော့ကျွန်တော်တို့ဒီတစ်ခွက်ပေါ့နော်ဒီတစ်ခွက်ကျွန်တော်ထည့်တယ်ရေထည့်ပြီးသွားရင်ကျွန်တော်မှွေပြီးသွားရင်ရတာမဟုတ်ပေါ့နော် seasoning powder နည်းနည်းထည့်မယ် seasoning powder ထည့်ပြီးကျွန်တော်ပြာတော့ငံပြာရေလေးနည်းနည်းထည့်အောင်နော်နိုင်တော့ဒါလေးလက်ထားလိုက်ပေါ့ရှယ်လေကွာဟဲ့ရှယ်လေဒီခင်ဗျာဆောင်းရေမွေးလာတယ်ငယ်ပြော့လာပြီအရန်မှွေလို့မရဲတော့ဘူးရမ်းမွေလိုက်ရင်အလုံးပြတ်သွားတယ်ဒီဆိုတော့ဒီကောင်ကိုနည်းမချခင်မှာပေါ့နော်ကျွန်တော်မဆလာလေးကြိုက်တဲ့အခါကျတော့မဆလာလေးနည်းနည်းအုပ်လိုက်မယ်မွေးနေတော့မဆလာနည်းနည်းအုပ်so goodခုဆိုရင်ရတော့လုံးဝချက်သွားပြီ။ညချက်သွားပြီဆိုတော့ကျွန်တော်ဒီပိတ်ရတော့မယ်
ရှင်ရဲ့နေကျွန်တော်တို့အခုဆိုရင်ခင်းလေးနှက်ပေါ့နော်မဖဲငဆုပ်လေးနဲ့နှက်ထားတော့လုံးဝကြက်သွားပါပြီကျွန်တော်အဲဆိုတော့စားမတဲ့ခင်မှာပြင်လိုက်မယ်နော်ကျွန်တော်တို့အခုဆိုရင်ဒါကတော့လုံးဝအိမ်မှာချက်စားတဲ့တန်ရှင်းလေးခင်းလေးနှက်လေးပါကျွန်တော်တော့ဒီကောင်းကိုကလေးကြတော့လေ6လေးပါနဲ့လက်ထက်နှက်လို့ရတယ်ကျွန်တော်တော့အိမ်မှာရှိတာလေးနဲ့အဖယ်လေးလုံးကြော်ပြီးတော့မှတခါတည်းနှက်လိုက်တော့ဗောနော်အရင်စားကောင်းပါလေချက်စားကြည့်ပါ